အားလုံးပဲမင်္ဂလာပါခင်ဗျာလက်ကြီးဒုတိ channel ကနေပြန်လဲကြိုဆိုလိုက်ပါလေခင်ဗျာကျွန်တော်တို့17ရက်နေ့ကဆိုရင်တော့မနက်ပိုင်းကတင်ကကျွန်တော်မွေးကနန်း၄ခွက်ပေးထားတဲ့ထဲမှာတင်9ရဲ့13ညရဲ့65ရဲ့63ညပေးတဲ့ထဲမှာတင်ကတော့မွေးကနန်းထွက်သွားပြီခင်ဗျာเนาะမနက်ပိုင်း7:10မိနစ်မှာညနေပိုင်းကျတော့33ပေါ့เนาะညနေပိုင်း33ကကျွန်တော်ဒီမှာတွဲပေးလိုက်တဲ့အထဲမှာပါသွားပါလေခင်ဗျာမွေးကနန်းဟုတ်ပြီเนาะမွေးကနန်းအောက်ကမွေးကနန်းရဲ့ကျွန်တော်ဒီမှာတွဲပေးလိုက်တယ်33နဲ့55အပူနှစ်ခွက်ကျွန်တော်တွဲပေးလိုက်တယ်ဟုတ်ပြီเนาะဒါကြောင့်မနက်ကောညရောပေါက်ကြမယ်လို့ထင်ပါတယ်ခင်ဗျเนาะအခုကျွန်တော်12ရက်နေ့အပိတ်နေ့အတွက်12နာရီ10မိနစ်အတွက်ဒုတိလေးကိုကျွန်တော်အခုတွက်ပြပေးသွားပါမယ်ခင်ဗျเนาะပထမဆုံးထိပ်စီးပိုင်းလေးကိုကျွန်တော်တို့ကြည့်ပေးပါပထမဆုံးထိပ်စီးလေးရဒီကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းပေါ့เนาะဒီနှလုံးပေါင်းခြင်းက9နဲ့14ဆိုတော့4ရဲ့နှစ်ခက်က2ဟုတ်ပြီเนาะ4ရဲ့နှစ်ခက်က2ဆိုတော့ဒီမှာကျွန်တော်ဘာထွက်သွားပြီလဲနှစ်ထိပ်စီးထွက်သွားပြီခင်ဗျเนาะနှစ်ထိပ်စီးလေးထွက်သွားပြီနောက်တစ်ခုကျွန်တော်ဆက်ကြည့်မယ်နောက်တစ်ခုကလည်းဒီတိုင်းပဲကျွန်တော်8 6ရဲ့2ရဲ့ပေါင်းတော့8ပေါ့เนาะ8ရဲ့နှစ်ခက်က1သူ့မှာလည်းကျွန်တော်တို့ဒီမှာတစ်ထိပ်စီးထွက်သွားတယ်ခင်ဗျเนาะတစ်ထိပ်လေးထွက်သွားတယ်အဲ့တော့လာမယ်ကျွန်တော်အပိတ်နေ့12နာရီ10မိနစ်မှာတောက်ကြနေ့12နာရီ10မိနစ်မှာပြင်နိုင်ကြီးရှိတယ်เนาะထွက်နိုင်ကြီးရှိတဲ့ကဏ္ဍလေးရတော့ဒီဟာ9ရက်5ရက်ဒီနှလုံးပေါင်းခြင်းနှလုံးပေါင်းခြင်းက10 12ကျွန်တော်2ရက်နှစ်ခက်က4ဟုတ်ပြီเนาะ2ရက်နှစ်ခက်က4ဆိုတော့ကျွန်တော်တို့ဘာရသွားပြီလဲ4တလုံးကျွန်တော်တို့ထိပ်စီးရသွားပြီခင်ဗျเนาะဒါက12နာရီ10မိနစ်မှာကျွန်တော်တို့4တလုံးအပိုင်ရသွားပြီပေါ့ခင်ဗျเนาะဝေကနန်းလဲဝင်ကြည့်ပြီးလို့ရပါတယ်ခင်ဗျာเนาะဝေကနန်းလေးလည်း3ခွက်ကြံတယ်ထွက်တိုင်းတယ်ပေါ့ခင်ဗျာเนาะထွက်ပြီးတဲ့ကနန်းလည်းပြန်ထွက်နိုင်ပါတယ်ခင်ဗျာဟုတ်ပြီเนาะအခုကျွန်တော်12နာရီ10မိနစ်အတွက်အပိတ်လေးကိုကျွန်တော်ပြမယ်အပိတ်ကနန်းလေးကိုပြမယ်เนาะအပိတ်ကနန်းလေးကဘာဖြစ်မလဲဆိုတော့4ရဲ့9ရဲ့8ရဲ့1ရဲ့ဒီက9ရဲ့เนาะအပေါ်3လုံးအောက်2လုံးပေါင်းခြင်း5လုံးပေါင်းခြင်းเนาะ5လုံးပေါင်းခြင်းမှာကျွန်တော်တို့ဒီက4 9ပေါင်း17 8နဲ့ပေါင်းတော့19 20 29เนาะ29မှာ9ရဲ့ပါဝါက2ဒီမှာကျွန်တော်ဘာထွက်သွားပြီလဲ2အပိတ်နဲ့22ဆိုပြီးထွက်သွားတယ်ဟုတ်တယ်เนาะနောက်တစ်ခုကျွန်တော်ဆက်ကြည့်မယ်4 8 1ခွန်ဟုတ်ပြီเนาะ4နဲ့9ပေါင်း17 8နဲ့ပေါင်း19 20 29 9ရဲ့ပါဝါ2ပိတ်နဲ့22ထွက်လာတယ်နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်ပေးပါနောက်တစ်ခုကဒီက2ရဲ့3ညရဲ့6ရဲ့1ရဲ့2ရဲ့เนาะဒီ9လုံးပေါင်းခြင်း2 8 10 17 1ရဲ့ပါဝါက6သူ့မှာလည်းကျွန်တော်တို့ဘာထွက်သွားပြီလဲ6အပိတ်နဲ့16ဆိုပြီးတော့ထွက်သွားပါလေခင်ဗျဟုတ်ပြီနော်2 6 8နော်2 6 10 17 3ညပေါင်း17 1ရဲ့ပါဝါ6 6အပိတ်နော်ဒါ12နာရီ10မိနစ်မှာဖြစ်နိုင်ကြီးရှိတဲ့အပိတ်ကဏ္ဍကကျွန်တော်တို့ဒါ10နဲ့9နဲ့ပေါင်းတော့15 15နဲ့9နဲ့ပေါင်းတော့20 20နဲ့ဒီက9နဲ့ပေါင်းတော့25 5 3နဲ့ပေါင်းတော့28ဟုတ်ပြီနော်10နဲ့9နဲ့ပေါင်း15 20 25 28 28ဆိုတော့10ရဲ့ပါဝါက3ပေါ့10ပါဝါ3ဆိုတော့ကျွန်တော်တို့ဘာရမလဲ43တစ်ခွက်ပဲထွက်ခဲ့တယ်ဟုတ်ပြီနော်ဒါကကျွန်တော်တို့12နာရီ10မိနစ်အပိတ်နေ့12နာရီ10မိနစ်အတွက်43တစ်ခွက်ထွက်ခဲ့ပါတယ်ဟိုညနေ4နာရီခွဲကိုကျွန်တော်ပြမယ်ဟုတ်နော်ညနေ4နာရီခွဲကိုကြည့်ပေးပါညနေ4နာရီခွဲတဲ့ပထမဆုံးထိပ်စီးပေါ့နော်ကျွန်တော်ပထမဆုံးထိပ်စီးပိုင်းလေးဟာကျွန်တော်9ပေါ့နော်9ဆိုတော့ဒီနှလုံးပေါင်းခြင်းနော်တော့ဒီနှလုံးပေါင်းခြင်းဒီနှလုံးပေါင်းခြင်းက73 3ရဲ့နှစ်ခက်က9ဟုတ်ပြီနော်ဒီနှလုံးပေါင်းခြင်းက73 3ရဲ့နှစ်ခက်က9ဒီမှာပါထွက်သွားပြီလေကျွန်တော်9ထိပ်စီးထွက်သွားပြီဟုတ်ပြီအပိတ်ကိုကြည့်မယ်ဆိုရင်အပိတ်ကဒီနှလုံးပေါင်းခြင်းနော်အပိတ်ကြတော့ဒီနှလုံးဖြစ်သွားပြီခင်ဗျဟုတ်နော်အပိတ်ကဒီနှလုံးပေါင်းခြင်းက15
15ဆို9ရဲ့နဲ့ခက်က3ပဲသူလဲဟုတ်ပြီနော်9ရဲ့နဲ့ခက်က3ဆိုတော့ဒီမှာ3အပိတ်နဲ့53ထွက်သွားတယ်ထိပ်စီးကညလုံးပေါင်းချင်းက73 3ရဲ့နဲ့ခက်က9ဟုတ်ပြီနော်ဒီမှာပိတ်ကြတော့9နဲ့10နဲ့ပေါင်းဒီ15 9ရဲ့နဲ့ခက်က3 53စုထွက်သွားတယ်နေ့4နိုင်ခွဲတွက်ပါခင်ဗျာနော်နောက်တစ်ခုကဒီညလုံးပေါင်းချင်းကျွန်တော်တို့က17ရတယ်1ရဲ့နဲ့ခက်က8ဟုတ်ပြီဒီမှာ8ထိပ်စီးထွက်သွားတယ်နော်1ရဲ့နဲ့ခက်ကဒီညလုံးပေါင်းချင်း17 1ရဲ့နဲ့ခက်က8ထိပ်စီးကျွန်တော်တို့အပိတ်ကိုကြည့်မယ်ဒီညလုံးပေါင်းချင်း2 3ညပေါင်းချင်း2 3ညပေါင်းချင်းက2ရဲ့နဲ့ခက်က4ဒီမှာကျွန်တော်4အပိတ်ထွက်သွား84ဟုတ်ပြီနော်84ဆိုပြီးတော့ကျွန်တော်တို့ထွက်သွားပါတယ်ဒါကြောင့်လာမယ်ကျွန်တော်တို့အပိတ်နေ့ညနေ4နိုင်ခွဲမှာနော်12ရက်နေ့ညနေ4နိုင်ခွဲမှာဒီနှလုံးပေါင်းချင်းက8ရဲ့နဲ့ခက်က1ကျွန်တော်တို့ဘာရသွားပြီလဲ1ထိပ်စီရသွားပြီခင်ဗျဟုတ်ပြီနော်1ထိပ်စီရသွားပြီအပိတ်ကိုကြည့်မယ်ဆိုရင်အပိတ်ကဒီနှလုံးပေါင်းချင်းက3ညနဲ့ခက်က9ဟုတ်ပြီအပိတ်ကကျွန်တော်တို့9ရသွားပြီဟုတ်ပြီနော်1ခွန်ဆိုပြီးတော့ကျွန်တော်ထွက်လာပါတယ်နော်3ညနဲ့ခက်က9ရဲ့9ပိတ်ပေါ့နော်9ပိတ်ကို1ခွန်ထွက်လာပါတယ်အဲ့ဒီမှာမနက်နဲ့ညနဲ့ကျွန်တော်အရန်ကွက်ရေးပြပြပါမယ်2ရဲ့နဲ့ခက်က4 2ရဲ့ပါဝါက9ဟုတ်ပြီနော်ဒီမှာဆိုရင်10ပါဝါ3 10ရဲ့နဲ့ခက်က1လာမယ်10ရဲ့နဲ့ခက်က1 10ပါဝါ3လာမယ်ဟုတ်ပြီနော်3ညနဲ့ခက်က9 3ညပါဝါက5လာမယ်ဟုတ်ပြီနော်ဒါလေးတွေတွဲထိုးရမယ်အဲ့လိုမတွဲချိုးဆိုရင်ညနေကျွန်တော်တို့ကညနေထိတ်မနက်ပိတ်နေဆိုရင်ဘာထိုးလို့ရလဲဆိုတော့1 3တကွက်ထိုးမယ်မနက်ထိတ်နဲ့ညနေပိတ်နေဆိုရင်တော့4ခွန်ထိုးမယ်ဟုတ်ပြီနော်1 3 4ခွန်1 4လည်းထိုးလို့ရတယ်နော်1 4 3 4နော်ထိုးခြင်းထိုးလို့ရတယ်3 4ကတော့ဒီမှာပေါ့နော်1 4ထိုးလို့ရပါခင်ဗျာနော်1 4နော်အဲ့လိုလည်းတွေ့လို့ရတယ်ဒီမှာအရန်ဆိုရင်ဘာဖြစ်မလဲ2 3 2 3 2 1နော်4 4 4 3 4 1ခွန်8ခွန်3ခွန်1အောက်မှာဆိုရင်7 3ည8ခွန်8 5 1 3ည1ခွန်1 5 3 3ည3ခွန်3 5အဲ့ဒါတွေကအရန်တွေပေါ့အဓိကတော့မေးရတော့ကျွန်တော်တွက်နီးအကြိုင်ကြားခဲ့တာက43နဲ့1ခွန်ဒါကမနက်ထိန်နဲ့ညပိတ်ညထိန်နဲ့မနက်ပိတ်နဲ့ကျွန်တော်တွဲပေးတာပါဟုတ်ပြီနော်နာဒီတွေကကျွန်တော်တို့အပိတ်12နာရီ10မိနစ်တွက်နဲ့ညနေ4နာရီခွဲတွက်ပါဒါ12ရက်နေ့တောက်ကြနေ့ပေါ့ခင်ဗျာနော်ကျွန်တော်ရဲ့ Lucky Duty Channel လေးကိုလည်း like and subscribe လေးလုပ်ပေးပါဘေးကခေါင်းလောင်းလေးတွေကိုလည်းနှိပ်တာပေးပါခင်ဗျာနော်အားလုံးပဲကျွန်တော်အပိတ်နေ့မှာကံကောင်းကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ